ယထာပေါ်မှာအသက်ခံလိုက်ရတဲ့ယူကရိန်းဒုက္ခသည်အီရီနာဆာရိုစကာရဲ့နောက်ဆုံးရသတင်းကိုပြောပြမယ်နော်2025ခုနှစ်ဩဂတ်စ်လ22ရက်နေ့ညမှာအသက်23နှစ်အရွယ်ယူကရိန်းဒုက္ခသည်ကိုမိထားပေါ်မှာဓာတ်ထိုးတဲ့အမှုဆိုပြီးတော့ US တရားဌာနကနေပြီးတော့ကာလော့စ်ဘရောင်းဂျူနီယာကိုမြောက်ကယ်ရိုလိုင်းနာတရားရုံးမှာ Federal ဥပဒေတရားစွဲဆိုမှုပြုလုပ်ခဲ့တယ်ဒီ34နှစ်ရှိပြီဖြစ်တဲ့တရားခံ Brown ကအကြမ်းဖက်မှု14ခုအပြင်ရာဇဝတ်မှုတွေအများကြီးကျူးလွန်ခဲ့တဲ့သူလည်းဖြစ်တယ်။သူ့မိသားစုကတော့ဒီ Brown ဟာပြင်းထန်တဲ့စိတ်ရောဂါကိုခံစားခဲ့ရသူဖြစ်တယ်လို့ပြောဆိုခဲ့တယ်။တေဆုံးသွားတဲ့ကောင်မလေး Irina Saruska ရဲ့ဦးလေးကတော့သူ့တူမဟာမိသားစုရဲ့အဖိုးတန်လေးပေါ့နော်။မိသားစုရဲ့အဖိုးတန်လေးဖြစ်တယ်။မိသားစုကိုပေါင်းစည်းထားတဲ့ glue လို့တော့မှပြောပြခဲ့ကြတယ်။ Irina ဟာတရိတ်ဆန်ကုသရေးလက်ထောက်ဖြစ်လာဖို့ဆိုတာသူမရဲ့အိမ်မက်ဖြစ်ခဲ့တယ်။သူမဟာအခုတည်ဆုံတဲ့အချိန်မှာလည်းအင်္ဂလိပ်စာလေ့လာနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်။အနာဂတ်တွေတောက်ပနေတဲ့အချိန်မှာဒီလိုခေါင်းတီးတယောက်ကနေပြီးတော့တက်တာကိုခံလိုက်ရတဲ့ကောင်မလေးတယောက်တော့တကယ်စိတ်မကောင်းဖြစ်စရာပါယူကရိန်းတိုင်ယုံကတော့အီရီနာရဲ့အလားကိုပြန်ပေးဖို့ကမ်းလှမ်းခဲ့တယ်ပေါ့နော်ဒါပေမဲ့သူ့မိသားစုကတော့အီရီနာရဲ့အလားကိုအမေရိကန်မှာပဲမြုပ်နှံမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြတယ်သမ္မတဟောင်ထရန့်ကလည်းဒီ Brown ကိုတရားပေးဖို့တောင်းဆိုခဲ့တယ်ပြီးတော့ယထာနဲ့ platform တွေမှာစစ်ရေးစနစ်တွေကိုတင်းကျပ်ဖို့နဲ့လုံခြုံရေးဝန်ထမ်းတွေကိုလည်းထပ်တိုးမြင့်ခဲ့ကြတယ်Brown ရဲ့နောက်ထပ်ရုံးချိန်ကတော့စက်တင်ဘာလ19ရက်နေ့ကိုပြန်ချိန်ထားတာဖြစ်တယ်